သူဟာသူ့ရဲ့ပထမဆုံးပြေးခုန်ပြတိုင်ပွဲမှာတင်တိုက်တရကိုပထမ3စက္ကန့်တည်းနဲ့အပြည့်မြန်ဆုံးကမ္ဘာ့စံချိန်ကိုချုပ်ဖြတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ YouTube ရဲ့စံချိန်ကိုလူမဲတယောက်ကကျော်တက်သွားတာကိုလက်မခံနိုင်တဲ့ဒိုင်းကြီးတွေကသူ့ရဲ့အချိန်ကိုပထမ4စက္ကန့်ဆိုပြီးမတရားပြောင်းလဲပစ်ခဲ့ကြပါတယ်။လူမဲတယောက်ဟာ YouTube ရဲ့စံချိန်ကိုချုပ်ဖြတ်ဖို့မထိုက်တန်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ပေါ့ဒါကိုသူ့ရဲ့ညီပြကဒေါသတကြီးနဲ့တွားရောက်ကန့်ကွက်ခဲ့ပေမဲ့လည်းမထူးခြားခဲ့ပါဘူး။ဒီလိုတင်းမာနေတဲ့အခြေအနေကြားတဲ့ကပဲသူဟာညီပြကိုဆွဲခေါ်သွားပြီးအများကုန်ကွင်းစီကိုရေရေတက်တက်ပဲထွက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာကမ္ဘာအများကုန်စံချိန်က9.82 မီတာရှိပါတယ်။သူဟာပေါ်ဝါတစ်ထည်ကိုယူပြီးစံချိန်ဟောင်းနေရာမှာမှတ်သားလိုက်ပြီးနောက်အချိန်ပြင်းပြင်းနဲ့ပြေးပြီးခုန်လိုက်တဲ့အခါ9.85 မီတာအထိရောက်ရှိသွားပါတယ်။ဒီတစ်ချိန်မှာတော့ဒိုင်ယူကြီးတွေလည်းဘလို့မှငင်းကွယ်လို့မရတော့ပဲကမ္ဘာစံချိန်တစ်အဖြစ်အတိမတ်ပြုလိုက်ရပါတော့တယ်။စင်းကြီးထက်ကပရိသတ်တွေကလည်းသူ့ကိုတောင်းဖြာလက်ခုပ်တီးအားပေးခဲ့ကြပါတယ်။သူ့ရဲ့အံ့ဖွယ်ဆန်းဆောင်နေတာဒီတင်မလက်တန်သွားပါဘူး။နောက်ထပ်ကိုင်းနေရအစည်းတန်ခွဲမှာလည်း20.3စက္ကန့်နဲ့စံချိန်ထပ်ချုပ်ခဲ့ပြီးကိုင်းနေရ20တာတိကျော်စက္ကန့်ခွဲမှာလည်း22.6စက္ကန့်နဲ့ကမ္ဘာစံချိန်တစ်ကိုထပ်မံစိုက်နိုင်ခဲ့ပါတယ်။အချိန်45မိနစ်အတွင်းမှာတင်ကမ္ဘာစံချိန်3ခုကိုရေးထွနိုင်ခဲ့တာဟာတကယ်ကိုမယုံနိုင်ကြပါပဲ။ဒါဟာ1936ခုနှစ်ကဒီမဲအားကစားသမားကြီး Jesse Owens ကျဆုံးတဲ့ပြည့်မှန်စံတန်းတစ်ခုဖြစ်ပြီးဒါဟာသူ့ရဲ့ကနဦးရောက်လာတဲ့ဘဝခရီးလမ်းရဲ့အစပြုလုပ်ရှိပါတယ်။ Owen ဟာငယ်စဉ်ကတည်းကအားကစားကိုကြီးစုခဲ့ပြီးသူ့ရဲ့အိမ်မက်တွေအတွက်မဆုံးမနစ်ကြိုးစားအားထုတ်ခဲ့လို့အသက်19နှစ်မှာ Ohio ပြည်နယ်တက္ကသိုလ်ကိုတက်ရောက်ခွင့်ရခဲ့ပါတယ်။ဒါဟာဝမ်းသာစရာအကြီးအကျယ်ဖြစ်ပေမဲ့ဒီပြရောင်ခွဲခြားမှုအားကောင်းတဲ့အဲ့ဒီခေတ်ကာလမှာလူငယ်ကောလိပ်ကျောင်းသားတစ်ယောက်အနေနဲ့ကိုယ်သိက္ခာရှိရှိရှင်းတန်ဖို့ဘယ်လောက်ခက်ခဲမလဲဆိုတာသူ့ဖခင်ကကောင်းကောင်းကြီးစိုးရိမ်နေခဲ့ပါတယ်။တကယ်ပဲကျောင်းတက်တဲ့ပထမဆုံးနေ့မှာတင်သူဟာလူကြီးကျောင်းသားတွေရဲ့ခွဲခြားဆက်ဆံမှုကိုရှင်းရှင်းထန်ထန်စတင်နေခဲ့ရပါတယ်